အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ကို line ပေါ်ကနေပြီးတော့မှတင်နန်းကာလာလေးတွေဘယ်လောက်လဲဆိုပြီးတော့မှမိထားတဲ့မိတ်ဆွေတွေတို့ကိုကျွန်တော်ဒီနေ့တင်နန်းကာလာလေးအကြောင်းကိုအနေငယ်ရှင်းပြပြီးတော့မှဖြစ်ပါတယ်ခင်ဗျာကျွန်တော်စီမှာတင်နန်းတက်တယ်ဆိုလို့ရှိရင်ဒီမိန်းကလေးပိုင်းဘာသာဆုံးဆိုလို့ရှိရင်တင်နန်းကာလာက3လခွဲ4လလောက်တော့ကြာမယ်ယောက်ျားလေးပိုင်းဆိုလို့ရှိရင်2လခွဲ2လ3လလောက်တော့ကြာမယ်ပေါ့နော်ပြီးရင်ယောက်ျားလေးအညက်တိတက်မိန်းကလေးအညက်တိတက်ဆိုရင်1လခွဲနဲ့2လဝန်းကျင်မှာကြာတယ်ပေါ့နော်ဒါတော့ကျွန်တော်တင်နန်းကာလာတွေကတော့တတ်မှတ်ချက်မရှိဘူးပေါ့နော်ကျွန်တော်ကမတက်မချင်းအသက်တင်ရပြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့လိုက်နိုင်တဲ့ပုံမှာမူတည်ပြီးတော့မှတင်နန်းကာလာကရဲ့အနည်းငယ်ကွာခြားသွားမှာပေါ့နော်ပြီးရင်ကျွန်တော်စီမှာဆိုလို့ရှိရင်မတက်မချင်းတင်ပြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ကြိုက်တဲ့အချိန်မှတင်နန်းဆင်းလို့ရတယ်မိတ်ဆွေတို့တက်တဲ့နေ့မှာတင်နန်းဆင်းလို့ရတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်တင်နန်းကာလာ9လ10လထိတက်ရတဲ့သူတွေရှိတယ်တချို့ဆိုလို့ရှိရင်လည်း5 6လထိတက်ရတဲ့သူတွေရှိတယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်ကိုယ့်ရဲ့စူးစမ်းတဲ့ပုံမှာမူတည်ပြီးတော့မှတင်နန်းကာလာကတော့ကြာသွားတာပေါ့နော်ကျွန်တော်ကတော့မတက်ဖဲနဲ့တော့တင်နန်းဆင်းလက်မှတ်ပြီးကိုပေးလွတ်မှာတော့မဟုတ်ဘူးပေါ့နော်ဘာသာတစ်ခုပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကဒီစောင်းဝဲတွေစစ်တယ်စောင်းဝဲစစ်ပြီးတော့မှအောင်လဲဆိုမှကျွန်တော်နောက်တစ်ဘာသာကိုပေးတက်တာပေါ့နော်အဲ့တော့ကျွန်တော်ကဒီမိန်းကလေးပိုင်းမဲ့တက်တယ်ယောက်ျားလေးပိုင်းမဲ့တက်တယ်ကျွန်တော်စီမှာဆိုလို့ရှိရင်တင်နန်းကာလာဆိုလို့ရှိရင်မိတ်ဆွေတို့ကျွမ်းကျင်တဲ့အထီကိုတက်လို့ရတယ်မိတ်ဆွေတို့ကြိုက်တဲ့လောက်တက်လို့ရတယ်ပြီးရင်ကျွန်တော်ကဒီတင်နန်းကြီးထပ်တွင်းစရာမလိုဘူးပေါ့နော်ပြီးရင်နောက်တစ်ခုကကိုယ့်ဘက်ကလည်းစူးစမ်းဖို့လိုတယ်ပေါ့နော်ကျွန်တော်တင်နန်းတစ်ခုတက်ပြီဆိုလို့ရှိရင်ကိုကတင်နန်းကြီးပဲရိုင်းအားကိုလို့မရအောင်ကိုယ့်ဘက်ကလည်း practice တွေလုပ်ဖို့လိုတယ်ကိုယ့်ဘက်ကလည်းစာတွေပြန်လုပ်ဖို့လိုတယ်စာတွေပြန်နှီးဖို့လိုတယ်ကိုယ့်ဘက်ကလည်းပြန်ပြီးတော့မှကျွန်တော်ဒီလေ့ကျင့်ဖို့လိုတယ်ပေါ့နော်